โอเคခေါင်းရိုဒီနေ့မှာပရိုပရီယာတယောက်ဖြစ်ရှင်တဲ့လူတွေအတွက် setting တွေကိုဘယ်လိုချိန်ထားရမလဲဆိုတာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာပြောပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီအစီအစဉ်လေးမစရင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe တွေနဲ့ကူညီပေးကြဖို့ပြောချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကြာရင် like လေးပေးတော့ပါဗျာโอเคနှိပ်ပေးကြပါဦးโอเคတော့ကျွန်တော်တို့ setting နဲ့ဝင်တွားမယ်ဗျာကျွန်တော် setting ထဲမှာကျွန်တော်တိတိကျကျလေးကိုရှင်းပြထားတာမို့လို့အဆုံးထိကိုတိတိကျကျလိုက်ပြီးမှကြည့်ပေးကြပါဗျာအဲ့ဒါမှတခြားနားလည်မှာဖြစ်ပါတယ်ဒီဘက် outline ဆိုတာလေးကတော့ဒါပြဿနာမရှိပါဘူးပိတ်ထားလည်းပြဿနာမရှိဘူးဖွင့်ထားလည်းပြဿနာမရှိဘူးကျွန်တော်ဒါအပြင်မှာ in game ထဲမှာပွဲထဲမှာဘာမှပြဿနာမတက်နိုင်ပါဘူးဒီဘက်ကအရေးဆိုတဲ့ဟာတွေကတော့ဖွင့်ထားရင်တော့ကျွန်တော် hero မှာအရေးထွက်နေမယ်ပိတ်ထားရင်တော့အရေးမထွက်ဘူးဗျာအဲ့တော့ပိတ်ထားတာပိုကောင်းပါတယ်ဘာဖြစ်လဲဆိုတော့တင်မလားအရေးမထွက်တော့ဗျာဒီကင်မရာအနှိမ့်မြင်တော့ဒါအနှိမ့်မှာအမြင့်ဆိုရင်ကျတော့ကျွန်တော်တို့အကောင်ကတေးရမယ်အနှိမ့်ကကြောက်ကင်မရာအကောင်ကကြီးရမယ်ဗျာအဲ့လိုမျိုးဒီဘက်က Cree Hyper ဆိုတာကလည်းဒါကတော့ပြဿနာမရှိပါဘူးဒီမျက်နှာပြင်လှုပ်ရှင်းဆိုတာကတော့ဒါပိတ်ထားတာပိုကောင်းပါတယ်ဒီဘက်ကဓမိတ်စာရာဆိုတာတော့ဒါဖွင့်ထားပိုကောင်းပါတယ်အဲ့ဒါမှကိုယ့်ရဲ့ hero อ่ะဗျာဓမိတ်ဘယ်လောက်ထွက်မလဲဆိုတာတိမှဖြစ်ပါတယ်ဒီ AG mode ဆိုတာတော့ဒါဖုံးကနိုင်နေဆိုရင်တော့ပိတ်ထားဖို့ဖွင့်ထားဖို့ဗျာမနိုင်ဘူးဆိုရင်တော့ပိတ်ထားဖို့ဗျာဒါကတော့ပြဿနာမရှိပါဘူးဒီဘက်ကဒီအင်္ဂလိပ်စာလိုရေးထားတဲ့ filter ဆိုတာလည်းအကောင်လည်းပြဿနာမရှိပါဘူးပိတ်ထားလည်းရပါတယ်ဖွင့်ထားလည်းရပါတယ်ဒါကတော့တိတ်မှဗျာပြဿနာမရှိပါဘူးဒါကတော့ကင်မရာပြောကျွန်တော်တို့ game ရဲ့graphic ပေါ့ဗျာအနှိမ့်အမြင့်ဒီအောက်ဆုံးဟာလေးဟာကျတော့ထိရှုံမှုများတွေကိုတစ်ချက်တွားမယ်ထိရှုံမှုများတဲ့မှာကျွန်တော်တို့ကအချိန်ရွယ်ချင်းရွေးမိဆိုတဲ့ဟာကိုအလဲမှာထားတာပါအဲ့ဒါမှကျွန်တော်တို့ကဥမာလိတ်ဆိုရင်ဥမာစက်ကောင်းဆိုရင်ကျွန်တော်တို့အောက်ကဟာလေးကိုနှိမ့်ရင်ရတယ်ရန်သူတိုက်မယ်ဆိုရင်အလဲဟာတိုက်လို့ရတယ်အဲ့လိုမျိုးဗျာပြင်းမှတ်ကိုတေချာလေးချိန်ရွယ်ထားပါဒီဦးစားပေးပြတ်မှတ်ထားခြင်းဆိုတာကလည်းဒါပြဿနာတော့မရှိပါဘူးအဲ့ဒါကဟိုအပွားချိန်ထားရင်အပွားခုနကကျွန်တော်ပြရတဲ့ဟာအဲ့ဒါချိန်ထားရင်တခါလေးချိန်ပြီးသားပဲဖြစ်ပါတယ်အဲအကြောင်းမို့အဲ့ဒါကတိတ်ပြီးမှပြဿနာရှိတဲ့မှာမပါပါဘူးကဲဒီဗီဒီယိုကိုဒီထိကြည့်လာပြီးကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးမနေရသေးဘူးဆိုရင် subscribe လေးနှိပ်ပေးကြပါဦးကျွန်တော်နောက်ဗီဒီယိုတွေမှာတော့setting တစ်ခုချင်းစီတိုင်းကိုပိတ်ဖွင့်လုပ်ပြီး game ထဲမှာတခါလေးစမ်းပြပေးမယ်ဗျအခုတော့ကျွန်တော်အချိန်လေးသိမ့်မရှိတော့အကြောင်းမို့ဒီလိုလေးဖြစ်တယ်လို့ပြောလိုက်ရတယ်ဒီထိန်းချုပ်မှုများတဲ့နေရာမှာတော့ကျွန်တော်ပြဿနာမရှိဘူးဗျကျွန်တော် in game ထဲမှာဘာမှပြဿနာထွေထူးရှိနိုင်တဲ့ setting တွေမပါဘူးအဲ့တော့ဒါကတော့စင်ပီလိုညှိလို့ရပါတယ်ဒီကတော့ကျွန်တော်တို့ဒီဘက်ကဟာလေးကိုခောက်ဝေးစီဆွဲပါဆိုတာတော့မထားပါနဲ့ဒါပေမဲ့ကျွန်တော်တို့ကြက်လို့ထားပါတယ်ဒီဘက်ကထားတာပုံနီးရဗျာလို့ဆိုအဝေးဆွဲနေရမှာကင်မရာတုံ့ပြန်မှုအနှိမ့်မြင့်အဲ့ဒါတော့အနှိမ့်ထားတာပိုကောင်းပါတယ်အမြင်ကမကောင်းပါဘူးဒါတော့ကျွန်တော် in game ထဲမှာပြဿနာရှိလာနိုင်တဲ့ဟာတွေပေါ့ဗျာတေးချာအတိအကျဆိုရင်တော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာ game ထဲမှာစောပြရေးတင်ပေးမယ်ဗျာအခုတော့ဒီနေ့တော့ဒီလောက်ပါပဲโอเคတော့ YouTube channel လေးကို subscribe လေးမနေရသေးဘူးဆိုရင်နှိပ်ပေးကြပါဦးဒါတော့ကျွန်တော်တို့အသေးကြီးပါညာချိန်တာဗျာမက်ကိုအသေးကြီးလုံးမလားဒါမှမဟုတ်ဆောင်းအသေးကြီးလုံးမလားဖလက်ကာတွေကိုဝေးထားမှလားနီးနီးလေးထားမှလားအဲ့လိုမျိုးပြောင်းလာဗျာဟီယိုတွေဘယ်နှကောင်လုတ်ပြီးမှလဲအဲ့လိုမျိုးရွေးတာကိုပြောချင်တာပါဒါတော့ font ရဲ့စာအလေလက်ထားလေးရတယ်ငကုံမူလထားလေးရတယ်ကျွန်တော်တို့အလေလက်ထားပါမယ်ကျွန်တော်ကြီးရကြိုက်ပါတယ်အကြောင်းမို့ပါဒီအောက်ကဟာတွေကတော့ဒါပြဿနာတော့မရှိပါဘူးဒါလည်းပြဿနာတော့မရှိပါဘူးလေဒီပိတ်ထားတာဖွင့်ထားတာဒီအောက်ကဟာတွေကတော့ဒါတော့အတန်မိုင်းပေါ့ဗျာပိတ်မှလားဖွင့်မှလား music ကိုကျွန်တော်အတန်ကြီးထားမှလားဖွင့်ထားမှလားပိတ်ထားမှလားဒါတော့ဖွင့်ထားပါဗျာဒီအောက်ကအတန်မိုင်းမှာတော့ပြဿနာမရှိပါဘူးကျွန်တော် in game မှာပို့ပြီးတိုးတက်လာဖို့ဆိုရင်ခုနက setting လေးတို့နားလည်ရင်ရပါပြီအဲ့တော့ subscribe လေးမနေရသေးဘူး subscribe လေးနေပြီးကြပါဦးကျွန်တော်နောက်ထပ်ဗီဒီယိုမှာဒီတဲ့ပုံမှန်တဲ့ game လေးတွေတင်ပေးမယ်ဗျာဒါတော့ခုနကကျွန်တော်ဟွာဖြစ်တဲ့အတိုင်းနည်းနည်းစမ်းပြထားရဗျာဒါကင်မရာအနှိမ့်မြင်တွေ့လားကင်မရာနီးွားလိုက်ဝေးွားလိုက်ဖြစ်တော့အနှိမ့်မြင်ပြောင်းလိုက်လို့ပါအမြင့်ဆိုရင်တေးပါရဲ့အနှိမ့်ဆိုရင်ကြီးွားရဲ့အဲ့လိုမျိုးဗျာဒါလည်းပြဿနာမရှိပါဘူးခုနကကျွန်တော်ဘာအများလဲလို့စမ်းကြည့်တာဘာမှတော့မဟုတ်ပါဘူးအငြိမ်ပုံစံဖွင့်ထားဖို့ကောင်းပါလေပိတ်ထားဖို့ကောင်းပါလေ sorry ဒီအတန်မိုင်းလဲတာပြဿနာတော့မရှိပါဘူး
ကဲအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော် YouTube channel ထဲမှာ game ဆိုရင် line မကောင်းဘူးချောင်းဘယ်လိုကန်ရမလဲ record တခု free ဘယ်လိုယူရမလဲဆိုတာတင်ထားပါတယ် YouTube channel မှာတွားရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ